ဒေနာဟုသောဘဂဝါဒါသနာဒါပတဒါရဟဒါသမသာဝရေနအမ္ဘထနာမသုတ်တံကထကံအာရဝဘာတိတံဘောဂလေတုဗန္တုသနာပတိဣသံငင်္ဂလေနာမကောသလနံဗျာမနာဂာမိအဟံမထံမနဝံဗျာမနတပောက္ခရတာဒိဋ္ဌအန္တေဝတိအာရဘဘာတိတံသိတော်မူမြင်တော်မူ၍ဘုရားထုကိုသန္တာမူလိုက်သောမြေရန်တရား၅ပါးလုံးစုံသောတရားတို့ကိုပိုင်းခြားထင်မြင်သိမြင်တော်မူသောဘုန်းတော်၆ပါးသခင်ဖျားရှင်သည်ဝိဇ္ဇာသရဏတို့ကိုအကျေပြရာဖြစ်သောအမ္ဘာသမီသောသုတ်တံတရားဒေသနာတော်ကိုဘယ်ရဒေသ၌ဘယ်ပုဂ္ဂိုလ်ကိုအကြောင်းပြု၍ဟောကြားတော်မူခဲ့ပါသနည်းငါရှင်ကောသလတိုင်းအဝံအပါဣသံငင်္ဂလအမည်ရှိသောဘုံသာရွာ၌သာပင်ညူရစွာဘုရားတရင်သုံးနေတော်မူသောအခါသုံးရာသောဗျာမနလူလင်တို့၏ဆရာပောက္ခရတာတိဘာနောကဘုံနာတိုက်တွင်ရဲ့အယအင်္ဂထလူလင်သည်ဘုရားရှိရာသို့သွားရောက်၍လက္ခဏာကြီး32ပါးကိုစုံစမ်းမည့်ကိစ္စဝယ်လက္ခဏာတော်တို့ကိုမစုံစမ်းသေးမူဥပဲဘုရားအကြောင်းတော်သို့ဝင်ရောက်၍မြတ်စွာဘုရားအားမယုံမသေးသောဣရိယာပုဖြစ်နေသောအခါသာပင်ကြီးမြတ်စွာဘုရားကအဝုတိတသူတော်တရားမကျင့်300တွေ့ခြင်းတူသောဝါဒဖြင့်ပြောဆိုသည်ရှိသောဒေါသအမျက်ပြင်းစွာထွက်သဖြင့်သက်ကြသာဂိဝံငန်းတို့အပေါ်ဝယ်3ကြိမ်တိုင်အောင်ပင်သက်ကြသာဂိဝံငန်းတို့သည်အလုသနာအစဉ်ဤဥပမာပြာဏနာပုံနာတို့ခိုင်ရာကိုသာပြုလို့ရမည့်အစီအပါဟုသောဝါဒဖြင့်ဖိနှိပ်လွှမ်းမိုးသောပြောကြားသောအခါသဗ္ဗညုမြတ်စွာဘုရားသည်ဩကံခံမင်းဥပမာဖြင့်သက်ကြသာဂိဝံမင်းတို့ကအရှင်ဖြစ်၍ကံနာယနာအနွယ်ဝင်ဖြစ်သောဗျမနာတို့ကကျွမ်းသာလင်ဖြစ်ကြောင်းပြတော်မူပြီးလင်အဆုံး၌ဗျာမနာခတ္တိယရှိကြသည်အနက်လူဝါဒအဖြင့်ခတ္တိယဇရှိသူသာလင်မြတ်သည်အကြောင်းသဘာဝဖြစ်ဖြစ်ပရမတ္ထအဖြင့်ပါမူဝိဇ္ဇာသုံးပါးဝိဇ္ဇာ8ပါးတရဏတရားတို့နှင့်ပြည်စုံသောသူသည်သာလင်နတ်လူဓမ္မတတ္တဝါတို့၌အမြတ်ဆုံးဖြစ်ကြောင်းမြင်ကြတော်မူသောအခါထိုဝိဇ္ဇာသရဏတို့ကိုသိလိုသဖြင့်အမ္ဘထလူလင်လျောက်ထားသောဝတ္ထုဝံသာပင်ကြီးမြတ်စွာဘုရားသည်တရားဖွင့်တော်မူသည်မှအတအာသဝခယညာတိုင်အောင်သုံးခံသောသီလသံဃာလေးပါးသောပထမဒုတိယတတိယသံဃိဟုသောစရဏတရား7ပါးသောဝိပဿနာဉာဏ်အစရှိသောဝိဇ္ဇာတရားတို့ကိုခွဲခြားပြဆိုရာဤအမ္ဘထသုတ်ဒေသနာကိုကောသလတိုင်းဣသံငင်္ဂလတုဏရွာ၌ဟောပြရာပါအမ္ဘထလူလင်ကိုအကြောင်းပြု၍သာပင်ကြီးမြတ်စွာဘုရားဟောကြားတော်မူခဲ့ပါသည်အရှင်ဘုရားသောနာဒန္တံပါဏအာဟုသောသုတ်တံဘဂဝတာကထကံအာရဝဘာတိတံအင်္ဂေသူပံလေသနာပတိသံဘာယံဘောနာဒန္တံဗျာမနံအာရဝဘာတိတံသီလပညာချင်းဖြင့်ကျေစုများကြောင်းသီလပညာချင်းဖြင့်သင်ကျေစေနိုင်ကြောင်းမှာသာ၍အာသွဲခရညာတိုင်အောင်ဖော်ပြရာဖြစ်သောသောနာဒန္တမိသောသုတ်တန်တရားဒေသနာတော်ကိုဘုန်းတော်6ပါးသခင်ဘုရားရှင်သည်အဘယ်ရတေသနာ၏အဘယ်ပုဂ္ဂိုလ်အကြောင်းပြု၍ဟောကြားတော်မူခဲ့ပါသနည်းငါရှင်သင်္ဃတိုင်းအဝါပါစံပါမြို့၌ စ
ံပါမျိုးသာသောနာတန္တာပုံနာတိသာပင်ကြီးများစွာဖျားတည်င်း300စံပါပြီစေကရမည်သောရေကန်းသို့သွားရောက်၍အမေပု္ပ္ပာပြတနာတို့ကိုအချင်းချင်းမေးလျောက်ပြီးသောအခါကာလဝေသီလနှင့်ပညာတို့ကိုသီလဟူသောစကားများပညာဟူသောစကားများသာသူတို့၏ပြမနာဘာသာဝေအဓိပ္ပာယ်ရှိကြောင်းအကျေတဝံမသိပါကြောင်းအကျေတဝံဟောပြတော်မူပါမည်အကြောင်းသာပင်ကြီးများစွာဘုရားအားလျောက်ထားတောင်းပန်သောအခါသမ္မာသမ္ဗုဒ္ဓမြတ်စွာသည်ဘုရားပွင့်တော်မူသည်မှာအစအာတဝခေယဉာဏ်တိုင်အောင်သာမညဖလသုတ်တံဝေဟောကြားတော်မူအပ်သည့်နေ့အတိုင်းသုလသီလမြစ်သီမသီလမဟာသီလတိဟုသောသုံးပါးသောသီလပထမဒုတိယတတိယသတုဋ္ဌသံတိဟုသော400သောဇံဝိပဿနာဉာဏ်အစရှိသော8ပါးသောဝိဇ္ဇာတိဟုသောဇံ၄ပါးဝိဇ္ဇာ8ပါးတိဟုသောပညာတရားတို့ကိုခွဲခြားသိဖြာဟောညွှန်ရာဖြစ်သောဤသောနာတန္တသုတ်တံဒေသနာတော်မြတ်ကိုအင်္ဂတိုင်းစံပါပြီခက္ကရာမည်သောရေက၌သောနာတန္တပုံနာကိုအကြောင်းပြု၍သာကင်ကြီးများစွာဘုရားဟောကြားတော်မူအပ်ပါသည်အရှင်ဘုရားကုတ္တဒန္တံပါဏအာဟုသောသုတ်တံဘဂဝတာတထကံအာရဝဘာတိတံမဂတုတုဗန္တိခာနုမတေနာမဗျာမနာဂာမေကုတ္တဒန္တံဗျာမနံအာရဝဘာတိတံအလူအတံပေတံသောပုဂ္ဂိုလ်ဤလူတံနှင့်စာ၍သင်္နှလုံးထားပုံ3ပါးအယံတ36ပါးနှင့်ပြည့်စုံသောရေဟုသောအလူကြီးပေကံဘုံမှစ၍အစဉ်စဉ်မြင်များသောအာတခယဉာဏ်တိုင်အောင်သောတရားတို့ကိုဖော်ပြရာဖြစ်သောကုတ္တရန္တာသို့ကိုမြတ်စွာဘုရားသခင်သည်ဘယ်ရတဲ့တာ၌ဘယ်ပုဂ္ဂိုလ်ကိုအကြောင်းပြု၍ဟောကြားတော်မူခဲ့ပါသနည်းငါရှင်မဂဒတိုင်းအဝါပါခာနုမတာမည်ရှိသောဘုံနာရွာ၌ခာနုမတရွာသာကုတ္တဒန္တပုံနာသည်သာပင်လူများစွာဘုရားရှိရာအမလတိကဥယျာဉ်သို့သွားရောက်ပြီးလျှင်အလူရတံပြုလုပ်သောအခါသုံးပါးသောစိတ်ထားပုံ16ပါးသောအခြားအရာသင်္လသားတို့နှင့်ပြည့်စုံသောမဟာဒါနကိုတည်င်းစကားများသာကြားဘူးကြောင်းအကျေတဝံဖွင့်ပြဟောတော်မူပါမည်အကြောင်းတောင်းပန်သောအခါသမ္မာသမ္ဗုဒ္ဓသာပင်ညူများစွာဘုရားသည်မဟာဝိသီတမင်း၏အတိတ်ဥပမာကိုဆောင်းတော်မူ၍ဘုဗ္ဗမုံသပရတိဟုသောစေရနာ3ပြားကောင်းစွာထားခြင်းဖြင့်သုံးပါးသောစိတ်ထားနှင့်ပြည့်စုံပုံမိမိနောက်ပါပရိသတ်၄ပါးတို့အလူဒါနပေးသည်ကိုကျေနပ်ခွန်ပြုပုံသည်ဟုသော၄ပါးအလူရှင်ကိုယ်၌ကပင်ဇာတိစင်ကြယ်ခြင်းအသရှိသောအင်္ဂါ၈ပါးမဟာဒါနကိုစီရင်သောပုဂ္ဂိုလ်၏မိဘဖက်ပဲနှစ်ဖက်မှအမျိုးအနွယ်စင်ကြယ်ခြင်းအသရှိသောအင်္ဂါ၄ပါးဤ16ပါးသောအခြားအယံပရိက္ခရာနှင့်ပြည့်စုံသောမဟာဒါနကိုဟောပြတော်မူပြီးသည့်အဆုံးဝယ်ထိုသုံးပါးသောယဉ်ညသံဃာ16ပါးသောအခြားအရာနှင့်ပြည့်စုံသောမဟာဒါနတဲ့ကိစ္စလိနိဗ္ဗာန်အကျိုးလိဆသာများလာသောတပါးသောမဟာဒါနရှိမရှိကိုသာပင်ညူများစွာဘုရားမေးလျောက်သောအခါထိုစွာပြီးသောမဟာဝိသီတာတို့၏တိဝိဒသောလာသာပရိခါရနှင့်ပြည့်စုံသောမဟာဒါနတဲ့ပင်သီလရှိသောယဟန်သူများတို့အားနေသဘာဝတ္တိ၍သွန်သင်္ကန်းကြောင့်စေရစားရှိသောပစ္စည်းလေးပါးကိုလှူဒါန်းရခြင်းသည်ဟုသောအနုကူလနိဗ္ဗာန်ဒါနသည်ကိစ္စလိနိဗ္ဗာန်လွန်စွာလိအကျိုးများကြောင့်ထို့တလေးသတုဒီသာတန်ခိကကြောင့်စရာကိုဆောက်လုပ်၍လှူဒါန်းခြင်းသည်
ကိစ္စနိဗ္ဗာန်ထို့တဲ့အကျိုးများလာပါကြောင်းထိုစတုဒီသာတန်ဤကကြောင့်ကိုလူရခြင်းတဲ့ဒါရဏဂုံခံယူရခြင်းသည်ထို့တဲ့ကိစ္စနိဗ္ဗာန်အကျိုးများလာကြောင်းထို့တဲ့တရဏဂုံအထွတ်တသည်ပြင်ဆင်ကသီလကိုစောင့်တည်ရခြင်းသည်ကိစ္စလီနိဗ္ဗာန်ထို့တဲ့လီအကျိုးတရားများလာသည့်မဟာဒါနဖြစ်ကြောင်းထို့တဲ့သဗ္ဗညုများစွာဘုရားဤသာသနာဝေဒရာပပတိတကုလဗုဒ္ဓယဟံအဖြစ်ကိုခံယူ၍သုံးစုသောသီလသံဃာလေးပြားသောသံရှစ်တန်သောဝိဒ္ဓတို့နှင့်တကွအာတဝခရာညာတိုင်အောင်ကျင့်သုံးခြင်းသည်ထို့တယ်လီကိစ္စနိဗ္ဗာန်ထို့တယ်လီအကျိုးများလာသည့်မဟာဒါနယဉ္ညသမ္မာဖြစ်ကြောင်းအာတဝခရာညာတဲ့ဘာလွန်မြင့်မြတ်သောယဉ္ညသမ္မာမဟာဒါနမည်သည်မရှိကြောင်းထင်ရှားစွာအကျယ်တဝံခေါ်ပြအပ်သည့်ဤကုတတန္တသုတ်တံဒေသနာတော်မြတ်ကိုမဂဒတိုင်းအဝံပါခာနုမတကရွာ၌ခာနုမတရွာသာကုတတန္တပုံနာကိုအကြောင်းပြု၍သာပင်ညူရစွာဘုရားဟောကြားတော်မူအပ်ပါသည်အရှင်ဘုရားအာလိမ္ပနာဟုသောသုတ်တံဘဂဝတာကထကံအာရဘဘာဒိတံဝေဒာလိယံဗန္တိဥဋ္ဌာဒနာမလိသဝိံအာရဘဘာတိတံစေဘသောတာဘိညာသမာရိဘာဝနာကိုပွားကုန်ထိုသမာရိဘာဝနာဤအာဆွမ်းတော်နှင့်တကွာသောတာပန်သရဂံအနာဂံယန္တာဖြစ်ခြင်းအကြောင်းအရိယမေခင်7ပါးဤဟူသောအကျင့်ပရိပတ်တို့ကိုဖော်ပြရာဖြစ်သောမဟာလိသုတ်တံတရားတော်ကိုမြတ်စွာဘုရားသခင်သည်ဘယ်ရဒေသ၌ဘယ်ပုဂ္ဂိုလ်ကိုအကြောင်းပြု၍ဟောကြားတော်မူခဲ့ပါသနည်းကဖြင့်ဝိသာလိပြည်အယဝေဥဋ္ဌတအမည်ရသောမဟာလိလိစ္ဆဝီကိုအကြောင်းပြု၍ထိုမဟာဝီမဟာလိလိစ္ဆဝီသည်သဗ္ဗညုမြတ်စွာဘုရားတရင်သုံးတော်မူရာမဟာဝုံတော်သို့သွားရောက်ပြီးလင် သူငယ်ခန္ဓာသည်မိမိအထံသို့လာရောက်၍အဆွေတော်မဟာလိငါသည်မြတ်စွာဘုရားသာသနာဝယ်သုံးနှစ်မြနေခဲ့ဘူးပါသည်ထိုသုံးနှစ်မြကာလအတွင်းဒိဗ္ဗသောဒိဗ္ဗသက်ခုအဘိညာဉ်ကိုရ၍နတ်၌ဖြစ်သောနှစ်သက်ဖွယ်သောအယုံယူပါယုံတို့ကိုမြင်ရကြောင်းနတ်၌ဖြစ်သောတတ္တယုံတို့ကိုမကြားရကြောင်းကိုပြောကြားပါသည်နန္ဒိဖြစ်သောသာဓာယုံတို့သည်ထင်ရှားရှိလျက်သူနှခန္ဓာမကြားခြင်းဖြစ်ပါသလောသို့မဟုတ်နန္ဒိဖြစ်သောအတန်သာဓာယုတ်တို့မရှိ၍ပင်သူနှခန္ဓာမကြားခြင်းဖြစ်ပါသလောဟုမြတ်စွာဘုရားအမေးမြတ်လျောက်ထားသောအခါဝိပေတဝါဒီပိသဗ္ဗညုမြတ်စွာဘုရားသည်ဒိဗ္ဗသက်ခုတဖို့အလို့ငါသမာဓိဘာဝနာကိုပွားများရသည်ရှိသောနတ်၌ဖြစ်သောယူပါယုံတို့ကိုသာမြင်နိုင်ကြောင်းဒိဗ္ဗသောတာတိဟုသောတစ်ဖက်အဖို့အလို့ငါသာလင်သမာဓိဘာဝနာကိုပွားများသည်ရှိသောနတ်၌ဖြစ်သောအတန်တို့ကိုသာကြားနိုင်သည်ဖြစ်ကြောင်းဒိဗ္ဗသက္ခုဒိဗ္ဗသောတာနှစ်ပါးကုန်အလို့ငါသမာဓိဘာဝနာကိုပွားများသည်ရှိသောနတ်၌ဖြစ်သောအစဉ်ယူပါယုံနတ်၌ဖြစ်သောအတန်တတ္တယုံတို့ကိုမြင်လိမြင်ကြားလိကြားနိုင်ကြောင်းမိန်ကြားတော်မူပြီးသောအခါသာသနာဝန်ထမ်းရဟန်းတော်အရှင်သူများတို့သည်ဤဒိဗ္ဗစက္ခုဒိဗ္ဗသောတအဘိညာဉ်အကျိုးကိုမျှမျှော်ကို၍ယဟန်ပြုကြမြတ်သောအကျင့်ကိုကျင့်သုံးကြတာလားပါဖျားဟုမေးမြန်းလျောက်ထားသောအခါဤသာသနာဝန်ထမ်းတရားပပ္ပစိတယဟန်တော်အရှင်သူများတို့သည်ထိုဒိဗ္ဗစက္ခုဒိဗ္ဗသောတာအဘိညာဉ်တို့တဲ့ဆန်းစာကဲကျွမ်းသာလွန်မြင့်မြတ်လာသည့်သောတာပတ္တိမေတရာဂာမိမေနာဂာမိမေအရဟတမေတိဟုသောမလေးပါဟိုလေးပါအနုပါဒပရိနိဗ္ဗာန်လို့ငါမြတ်သောအကျင့်ကိုကျင့်ကြံကြောင်းထိုအနုပါဒပရိနိဗ္ဗာန်တိုင်အောင်အကျိုးပေးခြင်းကစွမ်းနိုင်သောသမ္မာဒိဋ္ဌိသမ္မာသင်္ကပ္ပအစရှိသောမေခင်ရှိပါမိတိမာပฏิပဒါတရားတို့သည်ဤငါဘုရားသာသနာဝယ်ထင်ရှားစွာရှိကြောင်းဖွင့်ပြဟောကြားတော်မူရာဖြစ်သည့်မဟာလိသုတ်တံဒေသနာတော်မြတ်ကို
ဝေသာလီပြေညဝေဩထတလိတ်ဆိုပြီးမင်းကိုအကြောင်းပြု၍သာဂရိညူမြတ်စွာဘုရားဟောကြားတော်မူအပ်ပါသည်အရှင်ဘုရား ဇာလီယံပါဏာဟုသောသုဒ္ဓံဘဂဝတာကာထကံအာရဘဘာတိတံ ဩသမိယံဗန္တိတွေပပတိတေအာရဘဘာတိတံ ဤယုတ်ကိုယ်သည်ပင်လင်အသက်ကောင်းဖြစ်သည်အသက်ကောင်းသည်ပင်လင်ယုတ်ကိုယ်ဖြစ်သည်ဟုယူဆသောအတ္တဝါဒဒိဋ္ဌိဖြစ်နိုင်သောပုဂ္ဂိုလ်နှင့်မဖြစ်နိုင်သောပုဂ္ဂိုလ်တို့ကိုဝေဘာပွင့်ပြရာဖြစ်သောဇာလီယသုတ်တံတရားဒေသနာတော်ကိုအဘေယဒေသနာ၏အဘေပုဂ္ဂိုလ်ကိုအကြောင်းပြု၍ဟောကြားတော်မူခဲ့ပါသည်ငါတင် ဩသံဘီပြီဂောဂိတာယုံကြောင်း၌သကိန်းအောင်မွေလျောတရင်သုံးနေတော်မူသောအခါမုံတိယပရပိုက်နှင့်ဒါလိယအမည်ရှိသောပရပိုက်ငါဦးတို့သဗ္ဗညုဘုရားထံလံရောက်၍ယာညီကိုဓမ္မအသက်ဇီဝလိပ်ပြာနှင့်ကိုယ်ခန္ဓာအတ္တဘောဟုသည်အတူတူပင်ဖြစ်လျောသလားအသက်ဇီဝလိပ်ပြာနှင့်ဤခန္ဓာကိုယ်သည်တခြားစီပင်လေလားဟုမေးမြန်းသောပု္ပ္ပာပြတနာစကားရဝဲသာပင်မြတ်စွာဘုရားသည်ဘုရားပွင့်တော်မူသည်မှအစသဒ္ဓမပစိတာမျိုးကောင်းသာယဟန်ပြုပုံထိုမှသုံးဝသောသီလနှင့်ပြည့်စုံပုံဇံလေးပါးအာသဝခယညာတိုင်အောင်သောဝိဇ္ဇာတရဏတရားတို့နှင့်ပြည့်စုံပုံသို့သောသီလသံဗရာဇံလေးပါးအာသဝခယညာတိုင်အောင်သောဝိဇ္ဇာ၈ပါးနှင့်ပြည့်စုံသောပုဂ္ဂိုလ်အဖို့မှာအသက်လေးပြားနှင့်ခန္ဓာကိုယ်အတ္တဘောဟုသည်တခြားစီလောတခုဒီပင်လောဟုယုံမှားပွဲယူဆပွဲပင်မရှိကြောင်းစိတ်ဖြားခွဲကြဟောပြရာဖြစ်သောဇာလိယသုတ်တံဒေသနာတော်မြတ်ကိုသာမင်ယူမြတ်စွာဘုရားသည်ကောသံပေပြီဂောတိတာယုံကြောင်းအယဝေဇာလိယမုံတိယာတိဟုသောပပ္ပစီတအမိကံပရရိုင်နှဥတို့ကိုအကြောင်းပြု၍သာပင်ယူမြတ်စွာဘုရားဟောကြားတော်မူအပ်ပါသည်အရှင်ဘုရား မအာတိယနာရံပနာဟုသောသုတ်တံဘဂဝတာကာထကံအာရဘဘာတိတံ ဥရုံညာယံဗန္တေကန္နကထလေအသေလံကတပံအာရဘဘာတိတံ သမနာစစ်ဗြဟ္မနာစစ်ဖြစ်ကြောင်းအကျင့်ပฏิပတ်တို့ကိုဖွင့်ပြရာဖြစ်သောမဟာသီဟနာရသုတ်တံတရားဒေသနာတော်ကိုမြတ်စွာဘုရားသခင်သည်ဘေယဒေသ၌ဘေပုဂ္ဂိုလ်ကိုအကြောင်းပြု၍ဟောကြားတော်မူခဲ့ပါသည်ငါခြင်း သာမင်ယူမြတ်စွာဘုရားသည်ဥရုံညာမြို့၏အနီးကန္နကချလအမည်ရသောဘာတို့အားဘေးမဲ့ပေးရာကုန်းရီပြင်း၌တည်သုံးဆန်နေတော်မူသောအခါအဝတ်မပန်းအချီးနေသောကတ္တပတက္ကတွင်သည်ဘုရားရှိရာသို့လာရောက်၍ယာညီကိုဓမ္မကျွန်ုပ်မှာတပါးသာသနာပြင်ပယဟန်ဘုံသားတို့ကယာညီကိုဓမ္မကိုယာညီကိုဓမ္မသည်မိမိအယူကိုသာချီးမွမ်းကြောင်းသူတစ်ပါးတို့၏အယူကိုမြည်သည့်အယူကိုမဆိုကဲ့ရဲ့ရှုံချအပြစ်တင်ကြောင်းတပါးသောအကျင့်ရှိသောပုဂ္ဂိုလ်တို့ကိုအမြဲတစေတစုတည်းသောအဖို့အပြင်ကဲ့ရဲ့ရှုံချ၍နေကြောင်းပြောကြားကြပါသည်ထိုစကားသည်မှန်မှန်သောဖြင့်ညမြတ်စွာဘုရားအားလျောက်ထားသောအခါသာပင်ညမြတ်စွာဘုရားကဒိဗ္ဗစကုအဘိညာဉ်ဖြင့်တပတ်သည်အမိကံပုဂ္ဂိုလ်တို့သုတေသည်မှာနောက်ကာလဝယ်အချို့သူဂတိဘုံအချို့ဒုက္ခတိဘုံရောက်ကြသည်ကိုဒိဋ္ဌထင်လင်တွေ့မြင်သောငါဘုရားသည်အဘယ်မှာလင်ခသိင်းသောအကျင့်တို့ကိုကဲ့ရဲ့အန်ဒီအဘယ်မှာလင်တပတ်သည်အမိကံတပါးသောပုဂ္ဂိုလ်ခသိင်းတို့ကိုကဲ့ရဲ့ပါအန်ဒီအချင်းကတပကတပဤလောကဝယ်ပညာရှိကြသောပုဂ္ဂိုလ်တို့များစွာရှိကြပါသည်ထိုပညာရှိတို့သည်ငါဘုရားသာသနာနှင့်အညဒိဋ္ဌိယသာသနာကိုင်းဝန်ပုဂ္ဂိုလ်တို့အတွက်
ဆရာချင်းဖရာချင်းဖြစ်စေတပြည့်ချင်းဖြစ်စေရှင်းပြန်၍အယူဝါဒကိုတော်ကောင်းမေးကြပါစေအကြောင်းကိုတော်ကောင်းမေးကြပါစေအယူဝါဒအကြောင်းနှစ်ပါးသလုံးကိုပဲမေးကြပါစေပေသင့်ပေတိုက်သောအကုသိုလ်တရားဘွားသင်ဘွားတိုက်သောကုသိုလ်တရားတို့ကိုယဟန်ကြီးဂေါတမနှင့်တကွယဟန်ကြီးဂေါတမတို့၏သာဝကတို့သည်သာလျှင်အကုသိုလ်တရားတို့ကိုလေအကျွမ်းမဲ့ပဲကြောင်းကုသိုလ်တရားတို့ကိုလေအကျွမ်းမဲ့ပွားများကြောင်းပညာရှိတကားဝန်ခံကြပါသည်ဟုမိန့်ကြတော်မူသောအခါကသဗ္ဗတကတွင်ကဘာယိရကဖြစ်သောအတ္တကိလမထာနုယောဂအဝါပါမတ္တရ၍တသက်လုံးနေခြင်းဆောင်းကြောင်ထိုင်၍တသက်လုံးနေခြင်းတရက်ချာစားခြင်းနှစ်ရက်ချာစားခြင်း15ရက်တစ်ကြိမ်မြသာစားခြင်းအစရှိသောသာသနာပြင်ပဘာယိရကတို့၏အယူကိုလိထိုသာသနာပြင်ပယဟန်တို့သည်ယဟန်၏အလုတ်ဗျမန၏အလုတ်ဟု၍ပညာကြောင်းဟောထားကြောင်းသာပြင်ညူမြတ်စွာဘုရားအားလျှောက်ထားသောအခါသာသနာပြင်ပဘာယိရကတို့အယူအတိုင်းအဝတ်မစီအချီးနီးပင်ဖြစ်စေသလုံးမြဖြင့်မြတာနေသည်ဖြစ်စေအဝတ်အစားနှင့်ပတ်သက်၍လေသမမ်းမြတ်စာသည်ကိုတွင်ဝေယုံသည်ဖြစ်စေအကျင့်မြလောက်သီလသံဗရာစိတ်ဓာတ်သံဗရာပညာသံဗရာဒီဟုသောသံဗရာတရားသုံးပါးမရှိသေးမေတ္တာပြမဝိဟာရကိုအရင်ခံ၍အာတဝခေယဉာဏ်သို့မရောက်ရှိသေးထိုမြလောက်မြည်သည့်တပတ်သည့်ပုဂ္ဂိုလ်များပင်လင်သမဏဗျာမဏမမြည်နိုင်ကြောင်းသီလစိတ်ဓာတ်ပညာသံဗရာသုံးပါးနှင့်တကွမေတ္တာပြမဝိဟာရတရားကိုပွားများမှသာလင်မေတ္တာပြမဝိဟာရတရားကိုပွားများ၍အာတဝခေယဉာဏ်တိုင်ရောက်မှသာလင်သမဏဗျာမဏအမြည်ရကြောင်းမိန့်ကြားတော်မူသောအခါဘုသာသနာပြင်ပအယူကိုမစွန့်မီဖြစ်သောကန္တမတကတွင်သည်ရှင်ကြီးဂေါတမယဟန်တို့၏အကျင့်တရားသည်သိနိုင်ခဲ့စွာယဟန်၏အဖြစ်သည်ယဟန်တို့၏အကျင့်တရားသည်ကျင့်နိုင်ခဲ့စွာယဟန်ဟူ၍သိနိုင်ခဲ့စွာဟုလျောက်ထားသည်တွင်ထိုအမြတ်ထောင်ဒီကိုအကျွမ်းမဲ့ပိတ်ဆို့လိုသောသဗ္ဗညုများစွာဖရာသည်အဝတ်မစီအချီးနီညဖြစ်ယုံဖြင့်သမမ်းမြတ်စသည်ကိုဝယုံညဖြင့်ဇနိလင်တထစားများကိုစားခြင်းသမင်းတလုံးများဖြင့်မြတာခြင်းတရက်ချာနှစ်ရက်ချာ15ရက်ချာစသည်စားခြင်းဖြင့်သမဏဗျာမဏမြည်ရမည်ဟုလင်ထိုတို့သမဏဗျာမဏအလုတ်သည်ခဲရင်သောအလုတ်မဟုတ်ချေချင်းကိုရေကအမျိုးသမီးများပင်သောလေးထိုအကျင့်ကိုကျင့်နိုင်ကြောင်းထိုအကျင့်ကိုကျင့်သူကိုသမဏဗျာမဏဟူ၍ခေါ်ဆိုလင်သိဖို့ရမခဲရင်ကချင်းခွေးရေကအမျိုးသမီးများပင်တော်လိအသွင်အပြင်းကိုကြည့်၍သိနိုင်ကြောင်းမိန့်ကြားတော်မူပြီလေမေတ္တာပြမဝိဟာရအခြေခံ၍အာတဝခေယဉာဏ်ရောက်မှသာလင်သမဏစင်စစ်ပြမဏစင်စစ်ဖြစ်၍ထိုတရားမှသာလင်အသိခဲ့ကြောင်းသို့သောသမဏဗျာမဏအကျင့်နှင့်တကယ်ပြည့်စုံသောယဟန်ဘုံနာမှသာသိခဲ့ကြောင်းမိန့်ကြားတော်မူသည်တွင်သီလစိတ်ဓာတ်ပညာသံဗရာသုံးပါးကိုသိလိုပါကြောင်းအစေလကတ္တဗတကတွင်လျောက်ထားသည်တွင်ဘုရားပွင့်တော်မူသည်မှအစအာတဝခေယဉာဏ်ကြအောင်သုံးပါးသောသီလစိတ်ဓာတ်ပညာသံဗရာတို့ကိုစိတ်ပြခွဲကြဟောကြားရာဖြစ်သောမဟာသီဟနာဒသုတ်တံဒေသနာတော်မြတ်ကိုဥရုံညာမည်သောမြို့၏အနီးကန္နကထလအမည်ရသောဘေးမဲ့ကုန်းဝဲအဝတ်မလွန့်ကတ္တဗာမည်ရှိသောတက္ကတွန်းကိုအကြောင်းပြု၍သာပင်ညူများစွာဘုရားဟောကြားတော်မူအပ်ပါသည်အရှင်ဘုရား